အခုကျွန်တော်တို့ဟို Hi-Fi SOS call service လေးကိုဘကိုးကိုသွားပြီးပြပေးနေတာဗျအခုကျွန်တော်ဘကိုးကိုသွားနေတာပါဟောပေါ့ကလေး2ယောက်မတည့်တဲ့ပြဿနာတစ်ယောက်ကကြောက်တယ်တစ်ယောက်ကအငယ်လေးကဟိုစတာပေါ့အဲ့ပြဿနာလေးပေါ့နောက်ပြီးတော့ဒီမွေးမြူထိန်းသိမ်းရေးပိုင်းလေး SOS call service လေးကိုခေါ်လို့ဘကိုးကိုသွားပေးနေတာပါဗျကျွန်တော်ရောက်တဲ့အချိန်ဒီမှာကြတော့ကျွန်တော်ပြောထားတဲ့အတိုင်းမဖြစ်ဘူးဖြစ်နေတယ်ဗျမတူဘူးဖြစ်နေတယ်ဘယ်လိုဖြစ်နေလဲဆိုတော့ဒီအငယ်လေးဖြစ်တဲ့ဘူးတော့လေးဖြစ်တဲ့ဒီတိုနီလေးကလုံးဝ separate ဖြစ်နေတာပေါ့နော်ဟိုဘာဖြစ်လို့ဖြစ်နေလဲဆိုတော့ကလေးကိုဟိုစိုးရိမ်တာပေါ့ဒီအကြီးရှီစုလေးကကြိုက်မှာစိုးလို့ပေါ့နော်အဲ့ဝန်လေးကြိုက်မှာစိုးလို့လုံးဝကိုခွဲထားပြီးတယ်အတူမထားဘူးပေါ့နော်မထားဘူးနောက်တစ်ခါဟိုရောက်လေသူအလုံးနဲ့သူအလုံးနည်းနည်းများတယ်နဲ့တူပါတယ်ဗျတော့ကလေးကိုတိတ်ပြီးတော့ဟိုလက်ပွန်းသတိမရှိတာလည်းပါမယ်နောက်တစ်ခါဒီဘူးတော့ရဲ့သဘောတရားတော်တော်လဲမရှိဘူးပေါ့နော်မရှိတော့အဲ့တော့သူကလုံးဝတီးခြားကြီးဖြစ်နေတယ်အဲ့တော့ obedience basic train လေးပြတဲ့အချိန်မှာလည်းသူဘာမှမသိဘူးပေါ့နော်လေးလေးဖြစ်နေတာပေါ့အဲ့ဒါတစ်ချက်အခုလာမှငဆိုးလေးအကြောင်းလာမယ်ဟိုကသူကကြတော့အသက်က4နှစ်ရှိသွားပြီပြဿနာပါလဲဆိုတော့ဒီ dominant aggression ပေါ့နော်ဟိုဘာကြောင့်ဖြစ်နေလဲဆိုတော့ကျွန်တော်ဒီအရန်အလိုလိုက်ပါတယ်ဗျပေါ့နော်အဲ့တော့တအိမ်လုံးကိုသူကအကုန်လုံးကိုသူမကြိုက်တဲ့အချက်တွေကြိုက်တယ်ပေါ့နော်ကြိုက်တယ်နောက်တစ်ခုကဟိုသူကြိုက်တဲ့ဟိုတုံ့ပြန်မှုကလည်းဟိုတကယ်စောတဲ့အခါမျိုးကြတော့ဒီအိမ်ကလူတွေကလည်းသူ့ကိုမကန်ရဲမထီရဲပေါ့နော်အဲ့တော့ရှောင်ကြတာရှောင်လေသူကပို့ပြီးတော့သူ့ကိုသူလောမှုဟိုလူတွေပေါ်ကိုညားလာတာပေါ့နော်ညားလာအဲ့မှာကျွန်တော်နဲ့တွေ့တဲ့အခါမှာကျွန်တော်ကြိုးတက်ပြီးတော့ကျွန်တော်ဟိုကန်ကြည့်တဲ့အချိန်မှာလုံးဝကျွန်တော်လည်းသူပြန်ပြီး attack ပြန်လုပ်တယ်ပေါ့နော်လုပ်တော့ကျွန်တော်အိမ်မှာလက်အိတ်လေးစုပ်ပြီးတော့ကျွန်တော်သူထိန်းကြည့်တဲ့အချိန်မှာအဲ့လက်အိတ်ကိုတိုက်တဲ့အချက်ပေါင်းမနေဘူးပြအဲ့မှာကျတော့ဘာတွေ့ရလဲဆိုတော့ dominate မဟုတ်တော့ဘဲနဲ့သူက fear ပြန်ဖြစ်သွားတာပေါ့နော်ကြောက်ကန်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ cover ပြန်လုပ်တယ်ပြန်ကြိုက်တယ်ပေါ့နော်ဟိုကြိုက်တဲ့အခါမှာရှူးရှူးရောအီးရောထွက်တယ်ဒါပေမဲ့ရှူးရှူးအီးထွက်လို့ဒီရက်သွားလာဆိုကြိုက်တာတော့လုံးဝမရက်ဘူးနော်ကျွန်တော်လည်းလက်အိတ်ဆိုထားလို့မစိုးရင်ကျွန်တော်လက်ကတော့ဟိုအပေါက်ပေါင်းများတော့ဖြစ်ပါဗျနော်နောက်တကယ်ချင်းတို့အနေနဲ့ဒီအခုကြည့်တဲ့အခြေအနေလေးကဟိုတချို့တွေပေါ့နော်ဝေဖန်ကြတာဒီခွေးကိုင်းနေကြတယ်ကျွန်တော်တို့ဟိုကြမ်းနေတာမဟုတ်ဘူးဗျဒါသူတို့ကလေးတွေရဲ့လက်မခံတဲ့အခြေအနေပေါ်မှာကျွန်တော်တို့ကဟိုအလိုက်တင်လိုက်တဲ့အခါမှာဒါကြမ်းတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်အဲ့ဒါလေးကိုတော့နားလည်ပြီးပါဟိုကိုယ်တိုင်လုပ်ကြည့်ပါဗျဒီaggression ဖြစ်တဲ့ခွေးတွေပေါ့နော်အဲ့တော့တချို့အမြင်မှာကြတော့ကျွန်တော်ကဒီကိုင်နာတွေမှာကလေးအစ်နေတာတွေပါလို့အဲ့ဒါမျိုးကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ပြောချတယ်အဲ့တော့ဒီလို dominate ဟို sorry ဒီလိုမျိုး aggression ရှိတဲ့ကလေးကို aggressive ဖြစ်နေတဲ့ကလေးကိုကျွန်တော်ကညင်ညင်သာသာသွားလို့လည်းမရဘူးညင်ညင်သာသာလို့ကျင်းကျင်းနဲ့လုပ်နေတာဆိုတော့အဲကျိုးကအလိုက်တယ်မှာကျွန်တော်တို့ကိုင်တာသူ့ရဲ့ဒီလက်မခံမှုပုံမှာပဲဒီကျိုးကတင်းသွားတာမျိုးတွေဖြစ်တယ်အစ်တလူမျိုးတွေဖြစ်တတ်တာပေါ့နော်အဲ့ဒါကျွန်တော်ကဒီဟိုတချို့တွေရလို့ပေါ့ကလေးနာတာတွေနှင်းမန်းတာတွေနှိမ့်ဆက်တာတွေမျိုးတွေထင်တတ်တယ်ဗျမဟုတ်ပါဘူးเนาะအဲ့ဒါအခုဒီလက်အိတ်လေးမစွတ်လို့ပေါ့ဗျာဟို sorry လက်အိတ်လေးစွတ်ထားလို့ပေါ့ဗျာမစွတ်လို့ရှင်ကျွန်တော်ဒီဟိုသိကြတယ်ဟိုအပေါက်ဘယ်လဲဘွားဖြစ်မှာเนาะကျွန်တော်လက်ကတော့တပြန်းပြန်းကြိုက်တယ်ဗျကလေးကနောက်အခြေအနေလေးမှာကျတော့ခုကဟိုကျွန်တော်ဗာဆက်လုပ်ရလဲဆိုတော့ဒီအဓိကဒီ energy ban ဖို့ပေါ့နော်ကလေးကဘာဖြစ်လဲဆိုတော့ဒီအထက်ကနေအပြင်ကိုလုံးဝမထွက်ဘူးအဲ့တော့ကြိုက်တဲ့ပြဿနာရှိတော့ပို့ပြီးဆိုတာပေါ့အိမ်ထဲမှာပဲနေတာများအိမ်ထဲမှာပဲလွှမ်းမိုးမှုတွေအရင်များလာတာပေါ့အဲ့တော့အဲ့ဒီဟာကိုအဓိကကျွန်တော်ဖြုတ်ဖို့ကဒီ cycle ဘိုင်းကိုဖြုတ်ဖို့ကကျွန်တော်ဒီ exercise လုပ်ဖို့လိုရပေါ့exercise လုပ်တဲ့အခါမှာလည်းပြဿနာဘာထပ်ဖြစ်လဲဆိုတော့သူက leash လုံးဝမတက်ဘူးနော်အမတဘူးအဲ့ leash train ကိုပြန်ပြီးတော့ဒီလိုဖြစ်နေတဲ့အခြေအနေမှာကိုသေချာပြန်ပြီးတော့ train ရတာပေါ့နော်နောက်ပိုင်းမှာတော့အစင်လေးပြေလာပါတယ်အဲ့တော့တခုကျွန်တော်ပြောချင်တာတော့ကိုကလေးတွေကျွန်တော်တို့လက်ထဲမှာကျွန်တော်တို့ရောက်ပြီဆိုရင်ကလေးတွေကိုကျွန်တော်တို့လေ exercise လေးနဲ့ဒီ leash လေးကိုတက်ပြီး training လေးကမဖြစ်မနေကျွန်တော်လုပ်ပေးဖို့လိုပါတယ်ဗျာနော်အဲ့ဒါမှလည်းကလေးတွေကဒီ social ဘိုင်းတွေကောင်းလာမယ်နောက်တစ်ခါဒီ energy high ဖြစ်တဲ့အခါမှာဖြစ်လာတဲ့ cycle အခြေအနေတွေမှာလည်းဒီ exercise လုပ်တဲ့အခါမှာ energy လျော့ပြီးသားဖြစ်တဲ့အတွက်ကျန်တဲ့မဟုတ်တဲ့အတွေ့အကြုံမဟုတ်တဲ့အပြုအမူတွေအများကြီးညော့နေသွားပါတယ်ဗျာနော်ဟုတ်ဒါကတော့ကျွန်တော်တို့ဒီဘကိုးသွားပြီးတော့ပြပေးတဲ့ SOS call service လေးဖြစ်ပါတယ်ဗျတကယ်လို့ကလေးတွေနဲ့ပတ်သက်လို့ကျွန်တော်တို့အခက်အခဲရှိပြီဆိုရင်ကျွန်တော်တို့ Hi-Fi ရဲ့ SOS call service ဖုန်းနံပါတ်ဖြစ်တဲ့0950870002ကိုဆက်သွယ်ပြီးကျွန်တော်တို့ခေါ်ယူနိုင်ပါတယ်အဓိကတော့ကျွန်တော်သခင်ကိုတင် जा ပေးတယ်ပေါ့နော်သခင်ကိုတင် जा ပေးတယ်ပြီးတော့လိုအပ်တဲ့အခြေအနေတွေခွေးလေးတွေမှာဘာတွေလိုအပ်လဲဆိုကျွန်တော်လက်တွေ့ပြသပေးပါတယ်ဗျဒီ service လေးကတော့နော်တကယ်ချင်းမိတ်ဆွေတို့အနေနဲ့လည်းကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်ရဲ့ဒီ TikTok ဟိုလေးကိုလည်း page လေးကိုလည်းဟို like and share လေးလည်းလုပ်ပေးကြပါဦးဗျာเนาะဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် Hi-Fi Training School က founder မျိုးမင်းပါဗျ
to the phone. Snoop Doggy Dogg and Dr. Dre is at the It's like this and like that and like this and It's like that and like this and like that and It's like this and like that and like this and Dre creep to the mic like a